ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အားရမနက်ခင်းလေးစတင်ချိန်မှာပဲမိဖို့ဆောင်ထဲမှာတော့အရင်ဖြစ်တန်နေထွက်ပေါ်လာပါတယ်။ကျမလက်ဖက်စိမ်းတောက်မယ်ပြောတာကိုဘာလို့ကော်ဖီကိုမိဖို့တင်တာလဲ။ဟဲ့အန်ဂျလီနေငါရောဘာလို့လက်ဖက်ရည်ကိုတစ်ဖက်မိဖို့ဘော်ကိုတင်တာလဲ။အမကြီးရဲ့နေငါဝင်ကြီးကြောင့်မို့လို့နေမိန်ပေးတာကိုငါတို့ကလိုက်နိုင်ရမှာလား။ငါကအမြဲတမ်းလက်ဖက်စိမ်းရည်မှာတောက်ပြီးမနက်ခင်းကိုစတင်တက်တာနင်တို့သိရသားနဲ့ကိုသဘောနဲ့ကိုလှုပ်ချင်ရလှုပ်နေကြတာပြီးတော့ငါကနောက်မှဒီအိမ်ကိုရောက်လာတာကိုမမေ့ကြနဲ့ငါကအငယ်ဆုံးဖြစ်ပေမဲ့ငါပါဇက်ကိုပိတ်ထားမယ်မထင်နဲ့နော်ငါကနင်းရဲ့နောက်မှရောက်လာတာမှန်ပေမဲ့နင်လှုပ်ရတာတွေထက်ငါအလောက်ကပိုများတယ်ဒါဆိုနေကငါတို့ကနေတို့ထက်အလောက်ကလေးနည်းနည်းပဲလှုပ်ရတာလို့ပြောချင်တာလားသူ့ချွေးမရဲ့စကားတန်ကြောင့်ပဲရောက်ခမကြီးသူ့ချမတယောက်ကလည်းမိဖို့ဆောင်လေးကိုချက်ချင်းရောက်လာပါတယ်။အိုးဖះရေနင်တို့၃ယောက်ရဲ့အငင်းပွားမှုကမနက်စောစောပဲစတင်နေပြီလား။နင်တို့၃ယောက်စလုံးမနက်စောစောပဲရှိသေးတယ်ဘာကိုစိတ်တုန်နေကြတာလဲ။တစားအိမ်တွေမှာဆိုရင်ချွေးမတွေကမနက်စောစောဆိုရင်ဖះရှိခုံဘာသာရေးသချင်းလေးတွေဆိုနေရလို့ပြီးတော့ကောင်းတာတွေပဲလုပ်ကြတာ။ဒါပေမဲ့အခုတော့နင်တို့၃ယောက်ကစတွေ့တာနဲ့ရန်ဖြစ်တော့တာပဲ။အမေရဲ့ကျမတို့ကရန်ဖြစ်ဖို့အတွက်စိတ်မဝင်စားပါဘူး။ဒါကိုသူတို့နှစ်ယောက်ရောက်မလာခင်တော့ကဒီအိမ်မှာရန်ပွဲဆိုတာလုံးဝမရှိဘူး။အလုပ်တွေလည်းကောက်ကောက်ပြမြောက်ခဲ့တာ။သူတို့နှစ်ယောက်ရောက်လာမှပဲကျမတို့ရဲ့ဘဝတွေကိုပူလောင်စေတော့တာပဲ။အမေကြီးကတော့ကြံတဲ့ချွေးမလေးနှစ်ယောက်ကိုသူပြောချင်တာကိုပဲပြောပြီးသားပဲလေ။နင်ကလည်းဘယ်တော့မှလက်မလျှော့ဘူး။နင်လည်းဒီတိုင်းပဲ။ဟဲ့အခုနင်တိတ်တိတ်နေစမ်းပါ။အိုးဖះရေတနေ့ကျရင်ဒီ၃ယောက်ကြောင့်ငါရဲ့သွေးကြော်တွေပေါက်ကုန်မှာပဲအခုလည်းရေမချိုးရသေးပဲနဲ့မိဖို့ကြောင့်နဲ့ဝင်ပြီးတော့ရန်ဖြစ်နေကြတယ်။သွားနင်တို့၃ယောက်စလုံးအရင်သွားပြီးတော့ရေချိုးကြပြီးမှမိဖို့ကြောင့်လေးကိုဝင်ကြ။ရောက်ခမကြီးသူ့ရှမကအော်ငါပြီးတော့အမိတ်ပေးလိုက်မှပဲချွေးမ၃ယောက်ကစိတ်ကောက်ပြီးတော့ရေချိုးဖို့အတွက်ထွက်သွားကြပါတယ်။တရက်မှာတော့သူ့ရှမကသူ့ရဲ့တငယ်ချင်းအချို့အိမ်ကိုလာကြမှာဖြစ်တာကြောင့်သူ့ရဲ့ချွေးမ၃ယောက်ကိုခေါ်ပြီးတော့မှားကြားစရာရှိတာကိုမှားကြားလိုက်တယ်။ချွေးမလေးတို့ဒီနေ့ငါတငယ်ချင်းတွေအိမ်ကိုလာမယ်။အဲဒါကြောင့်ဒီနေ့တော့မင်းတို့တွေကောက်ကောက်မွန်မွန်လေးချက်ပြုတ်ပေးကြပါ။သမီးစူနီဒီနင်ကအဟင်းရင်နဲ့မုံလာဥနီဟာလဝါကောက်ကောက်ချက်တက်တော့အဲဟာတွေကိုလှုပ်ပေးပါ။သမီးအာချနာနင်ကတော့ဒါလ်မက်နီနဲ့ဂေါ်ဘီဟင်းရီတို့ကိုလှုပ်လိုက်ပါ။သမီးပရီယန်ကနင်ကတော့ပူရီမုတ်ကိုလှုပ်ပေးပါ။ချွေးမ၃ယောက်မိဖို့ကြောင့်နဲ့ဝင်သွားပေမဲ့အခုချိန်ထိစကားများနေတော့မှာပဲ။ဒီရောက်ခမမေကြီးကငါတို့ကိုအမြဲတမ်းလိမ်ပြောတတ်တယ်။နင်လောက်တဲ့ဟင်းတွေကိုသူကဘယ်နှုန်းကကြိုက်သွားတာလည်းမသိဘူး။ဟုတ်တယ်။အမေကအရင်ကဆိုငါလိုက်ရာကိုပဲကြိုက်တာ။ဟဲ့အမေကနင်တို့စိတ်ချမ်းသာအောင်ပြောလိုက်တာနေမှာ။တကယ်တော့ငါရောက်လာပြီးမှပဲငါလိုက်ရာကိုသူအကြိုက်ဆုံးဖြစ်သွားတာလေ။တော်ပြီငါပူရီမလုပ်ချင်တော့ဘူး။အိုးရဲကစီပူတွေငါရဲ့လက်ပေါ်လွှင့်စင်လာမှာကိုလည်းကြောက်တယ်။ကြားနဲ့နေပါအောင်။နင်တို့လည်းပင်ပန်းနေလောက်ပြီဆိုတော့ငါအခန်းထဲသွားအနားယူလိုက်အောင်မယ်။သူမထွက်သွားတာကိုမြင်တော့စူနီဒီကလည်းတခုခုကိုတွေးနဲ့ထပ်ပြောလိုက်ပါတယ်။ငါကရောသူတို့အတွက်ဘယ်နှုန်းကကျွေးမွေးဆောင်ရှားဖို့အတွက်စာချုပ်ချုပ်ထားလို့လဲ။ငါလည်းသူတို့အတွက်ဘာအလုံးမှမလုပ်ဘူး။ကောင်းပြီလေ။ငါကလည်းနင်တို့ရဲ့ကြုံမမဟုတ်ဘူး။ဘာလို့ငါတယောက်တည်းကပဲဒီလောက်တွေအလုံးလုပ်ရမှာလဲ။ငါလည်းပဲအခန်းထဲသွားပြီးတော့မှတတောက်တတာထိုင်လိုက်အောင်မယ်။ချွေးမ၃ယောက်စလုံးကအခန်းထဲဝင်သွားကြပြီးခဏအကြာမှာသူ့ရှမရဲ့တငယ်ချင်းပီမာလာကအိမ်ကိုရောက်လာပါတယ်။သူတို့နှစ်ယောက်သားကခဏကြာအောင်စကားပြောပြီးတဲ့နောက်မှာတော့သူ့ရှမကသူ့ရဲ့ချွေးမလေးတွေကိုလှမ်းခေါ်လိုက်ပါတယ်။ချွေးမလေးတို့ရေအမပီမာလာလာပြီးကချိုရီလေးယူလာပေးပါအောင်။သူတို့ရောက်ခမကြီးရဲ့စကားကိုကြားတဲ့အခါမှာချွေးမလေးတွေကအခန်းထဲကနေမျက်နှာငယ်နဲ့ပြန်ထွက်လာကြတယ်။အမေရဲ့အစားအစာတွေမပြီးသေးဘူး။ပရီယန်ကအမကပင်မလို့နားမယ်ဆိုပြီးတော့သွားတာနဲ့ကျမလည်းတယောက်တည်းမလုပ်ချင်လို့လိုက်သွားတာမိဖို့ဆောင်ကနေသူတို့နှစ်ယောက်ထွက်သွားတာနဲ့တယောက်တည်းကြံခဲ့တဲ့ကျမကလည်းဘာလို့ရမှမသိတာကြောင့်သူတို့ရီယန်နာကိုလိုက်သွားတာပါအမေရဲ့ကျမကနည်းနည်းဖျားသလိုဖြစ်နေတာကျမနားလိုက်တော့ဒီနှစ်ယောက်ကဆက်လုပ်ပေးတင်တာပေါ့ဒါပေမဲ့မဟုတ်ဘူးသူတို့နှစ်ယောက်ကဘလောက်တောင်ကိုကျိုးကိုကြည့်တတ်လဲဆိုတာကိုကြည့်ပါအောင်အဲ့ဒီအရာတွေကိုမြင်လိုက်ရရောက်ခမကြီးသူ့ရှမလေးသူ့ရဲ့ချွေးမတွေကိုဒေါသတကြီးနဲ့ပြောဆိုပါတော့တယ်
နင်တို့ 3 ယောက်စလုံးရှက်တင်တယ်ငါကဧည့်သည်ဖိတ်ထားတာကိုနင်တို့တွေကမိဖို့ဆောင်နေမှာဘာမှချက်မထားကြဘူးငါမှချွေးမ3 ယောက်တောင်ရှိရတာနဲ့နင်တို့ဘာဟင်းမှမချက်ပေးပဲငါ့ကိုမျက်နှာပြတ်အောင်လုပ်ကြတာပဲရပါတယ်ငါလည်းအိမ်ရောက်မှစားလိုက်ပါမယ်ငါမှကချွေးမတစ်ယောက်ပဲရှိတာကိုသူပဲချက်ရမှာပေါ့တကယ်တမ်းပြောရရင်သူရှမာရေငါကနင့်မှာချွေးမ3 ယောက်တောင်ရှိလို့နင်ပြောနေမဲလို့ထင်ခဲ့တာဒါပေမဲ့နေ့အစဉ်တွေကငါထထောင်စိုးနေပါရောလားကဲငါသွားတော့မယ်သူရှမာရဲ့တငယ်ချင်းပြီးမှလာထွက်သွားပြီးမကြခင်မှာသူရှမာရဲ့ခင်မမနောဟာကအိမ်ကိုပြန်ရောက်လာပါတယ်ငါရဲဘိုက်စာနေပြီသူရှမာနင်ဘာရီချက်ထားလဲကျမအခုထိဘာမှမချက်ရသေးဘူးဒါပေမဲ့ခဏလေးစောင့်ပေးပါအောင်ကျမချက်ပေးပါမယ်သူရှမာကသူ့ခင်မမေးတာကိုပြန်ဖြေပြီးတော့သူကိုယ်တိုင်မိဖို့ဆောင်နဲ့ဝင်ကချက်ပြုတ်ပါတယ်ချွေးမ3 ယောက်ကတော့သူတို့ရောက်ခမအမေကြီးချက်ပြုတ်နေတာကိုမြင်ပေမဲ့လေအရှက်မရှိသလိုနောင်နာလည်းမရတဲ့အပြင်ဒေါသထွက်လာပြီးတော့စကားတွေအောင်များနေကြပါတယ်အဲ့ဒါနင်တို့2 ယောက်ဆောင်ဖြစ်တာငါကအခန်းထဲသွားနာပေမဲ့နင်တို့သာအမေအတွက်ဟင်းချက်ပေးခဲ့ရင်အခုချိန်လောက်ဆိုပြီးနေလောက်ပြီဒါပေမဲ့နင်တို့ကတော့အဲ့လိုမျိုးမဟုတ်ဘူးနင်တို့ကငါးချက်အရင်မိဖို့ဆောင်တွေကနေထွက်ပြေးခဲ့ကြတာဟဲ့နင်ကလည်းကို့အမားကိုဘာလို့သူများပေါ်ပုံချနေပြန်ပြီလဲပြီးတော့ငါစကားကိုနားထောင်မအောင်နင်လည်းဟင်းဆက်လို့ရတာပဲလေဘသူကနင်လက်ကိုကင်ထားလို့လဲချွေးမ3 ယောက်သားကအချင်းချင်းပြန်လဲတုံ့ပြန်ရင်းနဲ့ရန်ဖြစ်နေစဉ်မှာတက်ကြီးရဲ့အိုဖြစ်တဲ့သူရှမာကတော့မိဖို့ဆောင်ထဲမှာတယောက်တည်းပဲတိတ်ဆိတ်စွာနဲ့ချက်ပြုတ်နေရတယ်နောက်ပိုင်းမှာတော့တယောက်ယောက်ကတခုခုစားစစ်စိတ်ပေါက်လာတာနဲ့လူတိုင်းကကိုယ်သဘောနဲ့ကိုချက်ပြုတ်နေကြပါတော့တယ်နောက်တစ်နေ့မှာတော့အာချနာကဘိုက်စာလွန်တာကြောင့်မလို့မိဖို့ဆောင်တွေကိုဝင်ပြီးတော့ပူပူနွေ့နွေ့ပကိုဒါတွေကိုကြော်လွန်နေပါတယ်အဲ့ဒီချိန်မှာပဲစူနီဒီနဲ့ဘရီယန်က2 ယောက်သားကလည်းပျော်ရွှင်စွာနဲ့မိဖို့ဆောင်တွေကိုရောက်လာတယ်ငါပကိုဒါကြိုက်လိုက်တာအထူးသဖြင့်အာလူပကိုဒါလေကောင်းပြီငါကတော့ငါကငါစားဖို့အတွက်လောက်တာအပင်မခံပြီးတော့ချက်ထားတာနင်တို့အတွက်မဟုတ်ဘူးနော်နင်တို့ယောက်ျားတွေကဟင်းချက်ဖို့ပတ်စံပေးထားတာမှမဟုတ်တာနင်တို့လေကိုယ့်ဘာသာကြော်စားကြပေါ့ဘသူကနင်တို့ချက်ပြုတ်တာကိုတားထားလို့လေကိုယ့်လက်ကိုလှုပ်ပြီးတော့ချက်ကြလေဒါပေမဲ့ငါကတော့အရင်ဆုံးကျွတ်တုံနေနဲ့ကြော်စားမယ်အခုရောက်ခမကြီးကအိမ်မှာမရှိဘူးဆိုတော့နင်တို့ကြိုက်တာသာလုပ်ကြနင်ဘယ်လိုချက်မလဲဆိုတာငါကြည့်နေမယ်ချွေးမ3 ယောက်ကပကိုတာကိုစားရည်အတွက်အကြီးကျယ်ရန်ဖြစ်နေကြပါတော့တယ်အဲ့ဒီချိန်မှာပဲရောက်ခမသူ့ရှမာနဲ့ခင်မောမနောဟာတို့ကအိမ်ထဲကိုဝင်လာပြီးတော့အိမ်မှာရှိတဲ့မိဖို့ဆောင်ရဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါမှာထိတ်လန့်သွားကြပါတယ်အဲ့ဒါကိုမြင်ပြီးတော့ဒေါသထွက်သွားတဲ့သူ့ရှမာကအော်ဟစ်လိုက်တယ်တော်ပြီဒီတော့ဆိုလုံးလောက်ပြီငါရဲ့သားလေးတွေကဒီအိမ်တိုးတက်ဖို့အတွက်ကြိုးကြိုးစားစားနဲ့လောက်ကင်နေတာကိုနင်တို့ကတော့အစားအသောက်တွေကိုအခုလိုမျိုးဖြုံးတီးနေကြတယ်ငါဆုံးဖြတ်လိုက်ပြီဒီနေ့ကစပြီးမိဖို့ဆောင်ကိုချွေးမ3 ယောက်အကြားခွဲစားလိုက်မယ်နင်တို့တွေတီးတန်းစီချက်ပြုတ်ရမယ်တယောက်နဲ့တယောက်အနှောက်အယှက်မပေးရဘူးအခုမိဖို့ဆောင်တစ်ခုထဲမှာပဲမိဖို့ခုံတွေကိုခွဲပြီးတော့ကိုယ့်ဘာသာချက်ပြုတ်ရမယ်ရောက်ခမကြီးရဲ့အမိန့်ကြောင့်ချွေးမ3 ယောက်ကအိမ်ထဲကနေစပြီးတော့မိဖို့ဆောင်တစ်ခုထဲမှာရှိတဲ့မိဖို့ခုံအသီးသီးမှာတီးခြားစီချက်ပြုတ်ရပါတယ်စူနီဒီချက်တဲ့ဟင်းကမှုေးလိုက်တာဒါပေမဲ့ငါကသူ့ရဲ့ငါကိုတောင်းလို့လည်းမရတော့ဘူးအခုငါချက်ထားတဲ့ပူလောပဲစားရတော့မှာပေါ့တစ်ဖက်ကချွေးမလေးအာချနာရဲ့စိတ်ထဲမှာလည်းအဲ့လိုပဲတွေးနေတယ်ငါကကြောက်ကပုံစံဟင်းကိုပဲချက်ရင်ဘယ်တော့မှမကောင်းဘူးဒါပေမဲ့ပရီယန်ကာကတော့ဒီကိစ္စမှာဆိုရင်ဆရာပဲဒါပေမဲ့အခုသူ့စီကအကူအညီလဲတောင်းလို့မရတော့ဘူးနောက်တနေ့မှာတော့ပရီယန်ကာကတခုခုကိုထပ်တွေးနေပါတယ်အာချနာအမဒီနေ့ဆက်အင်းနဲ့ပြောင်းဖူးပါမောက်လုံနေတာတင်နေငါလည်းသူ့လုပ်တဲ့ဆက်နဲ့ပြောင်းဖူးပါမောက်ကိုစားကျင်လိုက်တာဒါပေမဲ့လည်းငါကအဲ့ဒါကိုကောင်းကောင်းမချက်တတ်ပြန်ဘူးချွေးမ3 ယောက်စလုံးကတယောက်ကိုတယောက်စကားပြောချင်နေတယ်လို့သူတို့ချက်ပြုတ်ထားတဲ့ဟင်းပွဲတွေကိုလည်းစားတင်စိတ်ပေါ်နေကြပါမယ်အကူညီမတို့သူတို့ကဘာမှလုပ်လို့မရဘဲနဲ့အခုချိန်အကူညီတွေမဲ့နေကြပါပြီသူ့ရှမာကတော့ရံပွဲတွေကင်းဝေးသွားပြီဖြစ်တာကြောင့်မလို့ပျော်ရွှင်နေပေမဲ့လည်းချွေးမ3 ယောက်ရဲ့အရန်ဖြစ်တန်တွေကိုမကြားရတဲ့အတွက်အိမ်ထဲမှာရှိသမျှပျော်ရွှင်မှုတွေကပါပျောက်ကွယ်သွားသလိုခံစားနေရတယ်တနေ့မှာတော့ရုတ်တရက်ဆိုသလိုပရီယန်ကာကဖျားနာလာတာကြောင့်မလို့အခန်းထဲမှာအနားယူနေပါတယ်မိဖို့ဆောင်ထဲမှာမတွေ့ရတဲ့ကြံနေသေးတဲ့ချွေးမ2 ယောက်ကစိုးရိမ်သွားတယ်အံ့ဩစရာပဲပရီယန်ကာအမကနေတိုင်းသူအရင်ဆုံးမိဖို့ဆောင်ကိုလာတတ်တာ
အဲ့ဒါကိုဒီနေ့ကျအခုထိရောက်မလာသေးဘူးအာချနာအမငါတို့ကဟင်းနေချက်ပြီးနေပြီဒါပေမဲ့ပရိယံကာအမကတော့ဒီနေ့ချက်ပြုတ်ဖို့အတွက်မိဖို့ဆောင်ကိုမလာသေးဘူးဟုတ်တယ်ငါလည်းအဲ့ဒါကိုပဲတွေးနေတာကြာပြီလာငါတို့တစ်ချက်လောက်သွားကြည့်အောင်သူတို့နှစ်ယောက်ကအခန်းထဲသွားကြည့်တဲ့အခါမှာပရိယံကာဖျားနေတာကိုမြင်လိုက်ရတာကြောင့်ဆွေးမလေးနှစ်ယောက်သားကစိတ်ရှင်လက်ရှင်နဲ့ပြုစုဆောင်ရှောက်ပေးကြပါတယ်နောက်တစ်နေ့မှာတော့ပရိယံကာအဖျားသက်သာသွားပြီးတော့ဆွေးမ၃ယောက်စလုံးကလည်းအခုချိန်မှာတော့အတူတူချက်ပြုတ်ခြင်းရဲ့အရေးကြီးပုံကိုနားလည်သွားကြပါတယ်ပရိယံကာကသူမရဲ့လုပ်ရဲ့အတွက်သူမရဲ့ရောက်ကမကြီးကိုတောင်းပန်လိုက်တယ်အမေကျမတို့ခရီးပေးပါတယ်ဒီနေ့ကစပြီးကျမတို့ထက်ရံမဖြစ်တော့ပါဘူးဟုတ်ပါတယ်အမေကျမတို့၃ယောက်စလုံးမိဖို့ကုံတစ်ခုထဲမှာအတူတူချက်ပြုတ်ခွင့်ပြုပါဟုတ်ပါတယ်အမေရဲ့ဒီနေ့ကစပြီးတော့ကျမတို့တွေအတူတူချစ်ချစ်ခင်ခင်နေထိုင်ကြပါမယ်ကောင်းပြီဒီနေ့ကစပြီးငါနင်တို့၃ယောက်စလုံးထပ်ပြီးတော့ရံမဖြစ်တော့ဘူးလို့နင်တို့အဲ့ဒီကလေးကိုငါ့ကိုပေးမယ်ဆိုရင်နင်တို့ကိုအတူတူချက်ပြုတ်ခွင့်ပေးမယ်အဲ့ချိန်ကစပြီးတော့ချွေးမ၃ယောက်ကပျော်ရွှင်စွာနဲ့အတူတူချက်ပြုတ်ပြီးတော့အတူတူအေးချမ်းစွာနေထိုင်ကြတာကြောင့်မလို့အိမ်တွင်းမှာလည်းငြင်းချမ်းမှုတွေကပြန်လည်ရရှိသွားခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေတတ်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်